အားလုံးပဲမင်္ဂလာပါခင်ဗျာ Midnight Terrace Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတစ်ခါမှာတော့ညင်နဲ့တန်တရားဆိုတဲ့ဇတ်လန်တစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာပါရန်ကုန်မြို့ရဲ့စူညံတန်နေနဲ့ကင်ဝေးပြီးလမ်းကြားဟောင်းတစ်ခုရဲ့အဆုံးမှာတည်ရှိတဲ့တစ်သားအိမ်အိုကြီးတစ်လုံးထိုအိမ်ကြီးရဲ့ပတ်ဝန်းကျင်မှာပေါက်ရောက်နေတဲ့ညောင်ပင်အိုကြီးကအိမ်ခေါင်မိုးကိုလက်ဝါးကြီးနဲ့အုပ်မိုးထားသလိုထူးထူးခြားခြားမှောင်မဲနေတတ်တယ်စာရေးဆရာမင်းခန့်ကတော့ထိုအိမ်ကိုငှားရမ်းလိုက်တာဟာသူ့ရဲ့ထိတ်လန့်ဖွယ်ရာဝတ္ထုအသစ်အတွက်စိတ်ကူးစိတ်တန်းရဖို့လို့ထင်မှတ်ခဲ့တာပါဒါပေမဲ့သူမသိခဲ့တာကအဲ့ဒီအိမ်ကသူ့ကိုစိတ်ကူးစိတ်တန်းထပ်ပို့တဲ့အရာတစ်ခုပေးတော့မယ်ဆိုတာပါပဲအိမ်ထဲကိုစဝင်ကလေးကအပုံနဲ့လိုအနံဆိုးတစ်ခုကနှာခေါင်းထဲကိုဆွဲကပ်လာခဲ့တယ်ပရိဘောဂတွေပေါ်မှာဖုံတွေထူနေပေမဲ့ထူးဆန်းတာကအိတ်ခမ်းတွေကမှန်တင်ခုံအဟောင်းကြီးပါပဲထိုမှန်ကကြီးလင်းနေုံနဲ့မကပဲတခါတရံကြည့်လိုက်ရင်ကိုယ့်ရဲ့မျက်နှာကမှန်ထဲမှာခတ်ဝါးဝါဖြစ်သွားတတ်တာကိုမင်းခန့်တတိထားမိတယ်ည10 နာရီကျော်ရင်အိမ်ပေါ်တက်ကနေတောက်တောက်တောက်ဆိုပြီးလက်သေးနဲ့ကုတ်ချစ်တန်လိုမျိုးအတန်တွေကြားရတတ်တယ်မင်းခန့်ကတော့ကြွက်တွေပဲနေမှာပါလို့တွေးပြီးစာပဲဆက်ရေးနေခဲ့တယ်တညမှာတော့မင်းခန့်ဟာညင်းနဲ့တဲ့အထိစာရေးနေရင်ခဏတစ်ဖြုတ်အိပ်ပျော်သွားခဲ့တယ်နိုးလာတဲ့ခါမှာတော့သူ့ရှေ့ကစာရွက်ပေါ်မှာသူရေးထားတဲ့စာသားတွေမဟုတ်တော့ပဲငါးမျက်လုံးတွေပြန်ပေးငါးမျက်လုံးတွေပြန်ပေးဆိုတဲ့စာသားတွေနဲ့ပြည့်နှက်နေတာကိုတွေးလိုက်ရတယ်စလုံးတွေကတွေးလို့ရဲရဲနေပြီးလက်လက်ဆက်ဆက်ရှိနေတော့မယ်သူ့ကြောပြင်တစ်ခုလုံးစိမ့်တက်သွားပြီးအနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါဘာမှရှိမနေဘူးဒါပေမဲ့အခန်းထောင်းကအမှောင်တို့ကပိုပြီးထူထပ်လာသလိုခံစားရတယ်မင်းခန့်ကြောက်ကြောက်လန့်လန့်နဲ့မျက်နှာတစ်ဖို့မှန်တင်ခုံစီကိုသွားလိုက်တယ်မှန်လေးကိုကြည့်လိုက်တဲ့အခါသူမြင်လိုက်ရတာကသူ့မျက်နှာမဟုတ်တော့ဘူးမျက်လုံးအိမ်နှစ်ဖက်လုံးဟောင်းလောင်းပေါက်ဖြစ်နေပြီးပါးစပ်ကနေသွေးတွေစီးကျနေတဲ့မျိုးသမီးတစ်ယောက်ရဲ့မျက်နှာသူကမှန်ထဲကနေလက်ကိုဆန့်ထုတ်လိုက်ပြီးမင်းခန့်ရဲ့လေပင်ကိုလှမ်းညှစ်လိုက်တယ်မင်းခန့်အတန်ကုန်အော်ဟစ်ဖို့ကြိုးစားပေမဲ့အတန်ကလေချောင်းထဲမှာပဲတင်နေတယ်။သူမရဲ့လက်ချောင်းတွေကရေခဲလိုအေးစိမ့်နေပြီးပုတ်စော်နှံ့နေတယ်။မင်းကငါရဲ့ဇလန်းကိုအဆုံးသတ်ပေးရမယ်သူပဲ။သူမကခတ်တိုးတိုးပြောလိုက်တယ်။မင်းခန့်တယောက်အတင်းယုံကန်ပြီးအိမ်အောက်ထပ်ကိုပြေးဆင်းခဲ့တယ်။အိမ်ရှိတကမာကြီးကိုဆွဲဖွင့်ပေမဲ့တကားကတန်ချောင်းတွေရိုက်ပိတ်ထားသလိုလုံးဝမပွင့်တော့သူပတင်းပေါက်တွေကိုရိုက်ခွဲပေမဲ့လည်းမှန်တွေကမကွဲပဲသူ့လက်တွေသာသွေးချင်းချင်းหนีရဲလာခဲ့တယ်သူအနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါထိုအမျိုးသမီးကလှေကားထိတ်မှရက်နေတာကိုတွေးလိုက်ရတယ်သူမရဲ့ခြေထောက်တွေကမြေကြီးမှမထိပဲလေထဲမှာဝဲနေတယ်သူမကလက်ညှိုးနဲ့မင်းခန့်ရဲ့စာရေးစပွဲကိုညွှန်ပြလိုက်တယ်မင်းခန့်တယောက်ကြောက်လန့်တကြားနဲ့စပွဲစီကိုတွားကြည့်လိုက်တဲ့အခါစာရွက်ပေါ်မှာသူ့ရဲ့ကိုရေးရာဇဝင်တွေသူဒီအိမ်ကိုရောက်လာတဲ့အထိအကြောင်းအရာတွေကိုသူကိုယ်တိုင်ရေးထားသလိုမျိုးအသေးစိတ်ရေးထားပြီးသားဖြစ်နေတာကိုတွေ့လိုက်ရတယ်။စာရွက်ရဲ့နောက်ဆုံးစာကြောင်းမှာတော့မင်းခန့်သည်ထိုညမှာပင်ပျောက်ကွယ်သွားခဲ့ပြီးနောက်ထပ်အိမ်ငှားတစ်တယောက်ကိုစောင့်ကြိုရန်အတွက်သူသည်လည်းဤအိမ်ကြီးရဲ့ဝိညာဉ်တစ်ခုဖြစ်လာခဲ့လေတော့သည်။မင်းခန့်တယောက်အော်ဟစ်ရင်သူ့ရဲ့ခန္ဓာကိုယ်ဟာတဖြည်းဖြည်းမှေးမှိန်သွားခဲ့ပြီးမှန်ထဲကိုဆွဲသွင်းခံလိုက်ရပါတော့တယ်။နောက်တနေ့မနက်မှာအိမ်ပိုင်ရှင်ကလူသစ်တယောက်ကိုအိမ်လိုက်ပြတယ်။အဲဒီလူကစာရေးစပွဲပေါ်မှာတင်ထားတဲ့မင်းခန့်ရဲ့ဘောပင်လေးကိုကင်ကြည့်ရင်ပြောလိုက်တယ်။ဒီအိမ်လေးကတိတ်ဆိတ်ပြီးစာရေးလိုကောင်းပါပဲနော်။အိမ်ပိုင်ရှင်ကတော့ပြုံးလိုက်တယ်။ဒါပေမဲ့ထိုပြုံးကအဓိပ္ပာယ်တစ်ခုခုဖုံးကွယ်ထားသလိုပါပဲ။အဘော်ဓာတ်ကမှန်တင်ခုံဟောင်းကြီးထဲမှာတော့မင်းခန့်ရဲ့ဝိညာဉ်ကမျက်လုံးအိမ်ဟောင်းလောင်းပေါက်နဲ့အိမ်ငှားအစ်စ်ကိုစိုက်ကြည့်နေခဲ့လေတော့တယ်။မှန်ပြင်နောက်ကငရဲမင်းခန့်တယောက်အော်ဟစ်ရင်နောက်ဆုတ်လိုက်စဉ်သူ့ရဲ့နောက်ကျောဟာအေးစိတ်နေတဲ့မှန်တင်ခုံကြီးနဲ့တွားရိုက်မိတယ်။ထူးဆန်းတာကမှန်ပြင်ဟာမာကျောမနေပဲပျော့အိနေတဲ့ရွှွန့်နွန်အိုင်ကြီးလိုသူ့ရဲ့ကြောပြင်ကိုစုပ်ယူလိုက်တာပါပဲ။ကဲကြပါဦးဗျာကဲကြပါသူ့ရဲ့အတန်ဟာလေလူထဲမှာပဲ့တင်ထွက်မနေပဲဝါတာတာအတန်ဖြစ်ပြောင်းလဲသွားတယ်။သူယုံကန်လေး
မှန်ပြင်ကသူ့ကိုပို့ပြီးအထဲကိုဆွဲသွင်းလေပါပဲနောက်ဆုံးမှာတော့သူ့ရဲ့တကူလုံးမှန်ထဲကိုမြုပ်ဝင်သွားခဲ့တယ်မှန်ပြင်ရဲ့တစ်ဖက်ချမ်းမှာတော့မင်းခန့်မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါသူဟာအခန်းထဲမှာပဲရှိနေတော့မှာပဲဒါပေမဲ့အရာအလုံးဟာပြောင်းပြန်ဖြစ်နေတယ်စာရေးစပွဲကဘယ်ဘက်မှာရှိရမယ်အစားညာဘက်မှာရှိနေတယ်နေရန်ကနာယီလက်တံတွေကအနောက်ကိုပြန်လဲပတ်နေတယ်အဲ့ဒီချိန်မှာပဲအခန်းတကားပွင့်လာပြီးမင်းခန့်ကိုယ်တိုင်အခန်းထဲကိုလမ်းလျှောက်ဝင်လာတာကိုသူမြင်လိုက်ရတယ်ဟာမဟုတ်ဘူးအဲ့ဒါသူမဟုတ်ဘူးအဲ့ဒါကစောစောကမျက်နှာမပါတဲ့မိန်းမကြီးကသူ့ရဲ့ရုပ်သွင်းကိုယူထားတာမှန်တဲ့ကမင်းခန့်ဟာမှန်ပြင်ကိုအတင်းထုရိုက်ပြီးအော်ဟစ်နေပြီမဲ့အပြင်ကမင်းခန့်အတုကတော့မန်ဒီကုံရှေ့မှာရက်ပြီးပြုံးလိုက်တယ်ထိုပြုံးကဗဇက်တောင်စီတက်သွားပြီးလူသားတယောက်မပြုံးနိုင်တဲ့ပုံစံမျိုးပါမင်းနေရာမှာငါနေမယ်ငါနေရာမှာမင်းနေခဲ့တော့အပြင်ကလူကလက်ကိုစမ်းထုတ်ပြီးမန်ဒီကုံပေါ်ကမင်းခန့်ရဲ့မျက်လုံးအိမ်တွေကိုလက်သေးနဲ့ကုတ်ချစ်ထုတ်ပစ်သလိုအမှုအရာလှုပ်လိုက်တယ်အဲ့ဒီချိန်မှာပဲမှန်တဲ့ကမင်းခန့်ရဲ့မျက်လုံးတွေကသွေးတွေပန်းထွက်လာပြီးအမြင်အာရုံတွေမှောင်အတိကျသွားတော့တယ်နောက်တနေ့မနက်ခင်းအိမ်ရှင်ရောက်လာတဲ့အခါမင်းခန့်ကအထုပ်အပိုးတွေပြင်ပြီးအိမ်ရှိမှစောင့်နေတယ်။အော်အောင်မင်းခန့်အိမ်ကအဆင်ပြေရဲ့လား။အိမ်ပိုင်ရှင်ကမေးလိုက်တယ်။မင်းခန့်ကခေါင်းငိမ့်ပြပြီးထူးဆန်းတဲ့အတန်အောကြီးနဲ့ပြန်ဖြေတယ်။တိတ်အဆင်ပြေတာပေါ့ဦးလေးဟာ။နောက်ထပ်ဧည့်သည်တယောက်အတွက်တောင်ကျွန်တော်နေရာပြင်ပေးခဲ့သေးတယ်။သူတို့နှစ်ယောက်ထွက်သွားတဲ့အခါအိမ်ပေါ်ဓာတ်ကမှန်တင်ကုန်ဟောင်းကြီးထဲမှာတော့မျက်လုံးအိမ်ဟောင်းလောင်းပေါက်နဲ့သွေးတွေစီးကျနေတဲ့မင်းခန့်အစ်စ်ကမန်ပြင်ကိုလက်သေးနဲ့ကုတ်ချရင်အတန်မထွက်နိုင်တဲ့ငိုရှိုက်တန်တွေနဲ့ကြံရိတ်ခဲလေတော့တယ်။အိမ်ရဲ့နံရံပေါ်မှာတော့သူနောက်ဆုံးရေးခဲ့တဲ့စာသားကသွေးကြောက်တွေနဲ့ကြံနေခဲ့တယ်။နောက်တစ်ယောက်ကမင်းလားဒီဇလန်းလေးကတော့ဒီမှာတင်ပြီးဆုံးပါပြီ။နောက်ထပ်အသစ်တော့ထိတ်လန့်ခြောက်ခြားဖွယ်ရာဇလန်းတွေကိုတင်ဆက်ပေးမှာမို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်